ဟိုတော့နာမတော်မယ်လူကိုဘာကြီးတော်မင်းကအင်မတန်ချစ်ရှာအင်မတန်ချစ်တော့နုဆိုတဲ့စကားလေးကိုသူကပဲခေါ်တယ်သူကနုရေနဲ့မိဖုရားကြီးကိုနောက်တော့သူစဉ်းစားတယ်ဒီနုဆိုတဲ့စကားတိုင်းပြည်ထဲမှာဘယ်သူမှမပြောပါဘူးအမိန့်ထုတ်နုဆိုတဲ့စကားလုံးမသုံးအမိန့်ထုတ်လိုက်တော့တိုင်းပြည်ကဒုက္ခရောက်သွားတာဟောဗျာနုဆိုတာမသုံးတော့ဘာသာသုံးရမှာတော့အဲ့တော့အမတ်တွေကလည်းလျှောက်တယ်ရှင်ဘုရားနုမသုံးရတော့လဲသုံးရမယ်အစားထိုးတာတွေတစ်လုံးတော့ပေးအောင်မှာပေါ့အဲ့တော့တိုင်းသူပြည်သားတွေလည်းမေးလှပြီးနုမသုံးရဘူးဆိုတော့သုံးရင်ရှာဖြတ်မယ်ဆိုတော့ကြောက်နေကြပါလေဘယ်ရင်စဉ်းစားတယ်အေးဟုတ်တယ်နုကတော့ငါပဲသုံးမယ်ငါမိဖုရားကြီးငါသိချစ်တာအဲ့တော့နုအစားထွတ်သုံးกว่าဟုတ်ရတယ်တိုင်းပြည်မောင်းကျင်းနေခတ်နုအစားထွတ်သုံးလို့ရတယ်အဲ့တော့မကြီးရွက်ခုတဲ့ကောင်မလေးကအောက်ကကြီးတော့ဟဲ့ငါ့ဘုံမကြီးရွက်ထွတ်တဆုပ်တော့ပို့ကူစားနုမသုံးအောင်ဆိုထွတ်တဆုပ်တော့ဈေးလေးရောက်တော့ချင်မောင်မြတ်ဒီချင်မောင်မြတ်ထွတ်လေးတွေကပဲဈေးတော့အဲ့လိုလောက်ရတယ်နုမသုံးအောင်ဇာတိဆရာမနုကြီးအင်းဝအဲ့ဒီခေတ်ကရှိရင်ထွတ်ကြီးအင်းဝတော့ဖြစ်သေးတယ်နော်ဒုက္ခရောက်ထွတ်ဒီနေ့တော့ဒီဟာတော့ချွတ်မှဖြစ်မယ်ဘယင်မဟုတ်ဘူးဘယင်တွေလည်းများသောဖြင့်ဂေါက်တာများတယ်မဟုတ်သေးဘူးဆိုတော့ဘယ်သူကပြင်လဲအနုပညာရှင်တွေကပြင်တာဘယင်နဲ့မိဘကပွဲကြည့်တယ်တညတော့သပင်ဆောင်မှာပွဲကြည့်ကလကာလေးကတက်သွားတော့အဆင့်မြင့်တဲ့ပုံမှာယဟန်ပုဂ္ဂိုလ်ကဟဲ့သူတော်အောက်ကဖះမလေးကငါကြက်ခိုင်းတဲ့ဖះရှိခိုးတွေရပါလားရပါဖះမလေးကငါဘယ်နာမှပြီးသွားတော့ဟဲ့အောက်ကသူတော်ကဖြေတယ်မလေးကပြီးတဲ့ပိုက်ကတော့တေထွတ်ပသင်္ကာမိမှာပြီးတာဖះဟဲ့တေနုပသင်္ကာမိပါရှိဖះကြီးကနုအစားထွတ်သုံးရမယ်ဆိုလို့ဖះရှိခိုးတွေကနုတွေအကုန်လုံးတပည့်တော်ထွတ်ပြောင်းထားပြီးပါပြီဖះဘယင်းကလန့်သွားတယ်ပြုံးဟုတ်သားပဲတေထွတ်ပသင်္ကာမိတွေဖြစ်ကုန်ပြီအမှန်ကတေနုပသင်္ကာမိကဲပြန်ပြောင်းပါကွယ်နုပြန်သုံးကြပါပေါ့